ခုနောက်ပိုင်းမိုးပြန်အောင်လန်ထွက်နေတဲ့ graphic ကောင်းတဲ့ game တွေ mobile mode ကိုဘယ်လောက်ပဲထွက်လာပါစေ game အများစုက gacha တွေ pay to win element တွေနဲ့ပြည့်နေတဲ့ online game တွေကြီးပါပဲဒီ game တွေရဲ့ requirement ကမြင့်သလို download site ကလည်းအနည်းဆုံး 10GB ရဲ့အထက်မှာရှိတာဖြစ်လို့ download ဆွဲရတာတော်တော်လေးပြင်းစရာကောင်းပါတယ်အခုကျွန်တော်ပြောပြမယ့် game တွေက offline game တွေဖြစ်တယ်လို့ graphic ဘိုင်းကလည်းအားနည်းချက်မရှိဘာ pay to win မှမပါပဲဖုန်းအလက်ပိုင်းတွေပါ ACC run နိုင်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Basket Wager mobile mode က soul like game တွေထဲမှာ quality တစ်ခုရှိပြီး story lore တွေ deep ဖြစ်တဲ့ game ကိုပြောပါဆိုရင် Basket Wager game ကိုလက်ညှိုးထိုးပြရပါမယ်ဒီကောင်က PC ပေါ်ကနေ mobile ပေါ်ရောက်လာတာမဟုတ်ပဲ mobile ပေါ်ကနေ PC ပေါ်ရောက်သွားတဲ့ game တစ်ခုပါ soul like ပုံစံ hack and slash ဆိုပေမဲ့တခြား game တွေနဲ့မတူတာကဒီထဲမှာ sanity system ပါလာတာပါenemy တွေနဲ့တိုက်ခိုက်ရတာများလာရင်ကိုယ် character ရဲ့ sanity စိတ်အခြေအနေကကျဆင်းလာပါတယ် sanity ကြပြီးပထမဆုံးအဆင့်ဖြစ်တဲ့ abnormal state ကိုဝင်သွားရင်မြင်ကွင်းတွေဝေဝါးလာမယ် enemy တွေကပိုပြီး aggressive ဖြစ်လာသလိုကိုယ်ကောင်ရဲ့ health bar limit ကလည်းတိုးသွားပါတယ်နောက်တစ်ဆင့် lunatic state ကိုရောက်ရင်တော့တာမယ်အချိန်မှာဆိုရင်ကိုယ့်ရဲ့ကိုယ်ဘားတစ်ကောင်ပေါ်လာပြီးကိုယ့်ကိုမသိမချင်းလိုက်တိုက်ခိုက်မှာပါ boss fight တွေမှာ lunatic ဖြစ်သွားပြီဆိုရင်တော့ brother တို့တိုက်ခိုက်နေတဲ့ boss ကရှယ်ကျန်းလာမှာဖြစ်ပါတယ်Dark Fantasy War ကြီးဖြစ်တာကြောင့် game ရဲ့ atmosphere ကြီးဟာ player ကိုစိတ်ချောက်ချအောင်စိတ်မသက်မသာဖြစ်အောင်ဖန်တီးထားတာပါ War ဘိပိုင်းတွေကအစရှုပ်ထွေးပြီးတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်အစပိုင်းမှာ main character Terrence တယောက်တည်းနဲ့ဆောရတယ်ဆိုပေမဲ့လို့နောက်ပိုင်းမှာ character အသစ်တွေတိုးလာပြီး battle တွေမှာပြောင်းလဲဆောလို့ရပါတယ်တယောက်တည်သွားရင်နောက်တယောက်နဲ့ထပ်ဆောလို့ရတော့ boss battle တွေမှာဆိုဒီ system က second chance လို့ဖြစ်နေမှာပါတခြား RPG game တွေလိုလိုအပ်တဲ့ item တွေကို NPC တွေစီမှာ trade လုပ်နိုင်တယ်လို့ကိုယ်တိုင်လည်း craft လုပ်ပြီးဖန်တီးလို့ရပါတယ် enemy တွေတေလို့ထွက်ကြလာတဲ့ပစ္စည်းတွေနဲ့ wall ထဲမှာရှာထားတဲ့ပစ္စည်းတွေစုပြီး health potion နဲ့တခြားအသုံးဝင်မဲ့ပစ္စည်းအများကြီးကို craft လုပ်နိုင်ပါတယ် character level တက်တဲ့အခါရလာတဲ့ skill point တွေနဲ့ကိုယ်ကောင်ကို upgrade လုပ်တာမျိုး skill tree မှာ ability အသစ်တွေပွင့်အောင်လုပ်ပြီးလဲကိုယ်ကောင်ကိုပိုကျန်းအောင်လုပ်လို့ရမှာပါ story main quest ပြင် open world တွေကိုတေချာ explore ရင် side quest encounter လေးတွေကြုံလာရတတ်ပါတယ်တခုရှိတာကဘာလုံးရမယ်ဆိုတာကိုနေရာပြတဲ့ quest marker လေးတွေပါတာကြောင့် wall ကိုကိုယ်တိုင် explore ပြီး quest နဲ့သက်ဆိုင်တဲ့နေရာတွေကိုကိုယ့်အကူလိုက်ရှာရမှာပါ modern game တွေလို fast beat မြန်မြန်ဆန်ဆန်ဆော့ရမှာမဟုတ်ပဲ soul like game တို့ထုံးစံ character movement နဲ့အထက်လောက်တာတွေကလေးလေးကြီးဖြစ်နေပါလိမ့်မယ် challenge ဖြစ်စေတာကကိုကအထက်မှုတစ်ခုလောက်လိုက်ရင်ကန်ဆယ်လုပ်ပြီးချက်ချင်းရှောင်လို့မရတာကြောင့် boss battle တွေမှာဆိုရင်အချိန်ကောင်းကိုစောင့်ပြီးတိုက်မှနိုင်ကြီးရှိတာပါ graphic ကတော့ video မှာမြင်ရတဲ့အတိုင်းပါပဲဖုန်းကောင်းရင်ကောင်းတယ်လို့တင်ဆော့နိုင်ပါတယ်နောက်တစ်ကအနေနဲ့ကတော့ Dandy Ace ဒီ game က Hades တို့လို fast paced roguelike like game တစ်ခုပါပြိုင်ဘက်မျက်လက်စရာတယောက်ဟာ Dandy Ace ကိုမနာလို့ဖြစ်တာကြောင့်သူ့ရဲ့မော်အစွမ်းကိုအသုံးပြုပြီးဖန်တီးထားတဲ့ရဲတိုက်ကြီးတစ်ခုမှာပိတ်ထားလိုက်ပါတယ်ကျွန်တော်တို့က Dandy Ace နေရာကနေစော့ပြီးရဲတိုက်အတွင်းကနေ escape လုပ်ရမှာပါ Hades တို့လို hack and slash မဟုတ်ပဲ magician ဆက်ဆက် mod pack တွေအသုံးပြုပြီး enemy တွေကိုရင်ဆိုင်ရပါတယ် pack တွေမှာသူ့ပါဝါနဲ့သူရှိကြပြီးအစိတ်တွေကိုပြစ်နိုင်တဲ့ကတ်လက်သီးတွေထွက်တဲ့ကတ် enemy တွေကိုယာယီ stand ဖြစ်အောင်လုပ်နိုင်တဲ့ကတ်ရှောင်းတဲ့ကတ်တွေဆိုပြီးအများကြီးရှိပါတယ်စချင်းမှာတော့သူပေးထားတဲ့ random ကတ်တွေနဲ့ကစားရပြီးနောက်ပိုင်း enemy တွေတေးလို့ထွက်ကြလာတဲ့ကတ်အသစ်တွေ chest တွေဖွင့်ရလာတဲ့ကတ်အသစ်တွေကိုပေါင်းဆက်အသုံးပြုရင်းနဲ့ damage ပိုထွက်အောင်ပိုကျအောင်လုပ်ပြီးဆော့ရမှာဖြစ်ပါတယ် roguelike game တို့ထုံးစံတေးလိုက်စကပြန်စားလိုက်နဲ့ဆော့ရမှာပါဒါပေမဲ့ procedural generate level တွေဖြစ်တာကြောင့်တက်ဆဲလိုမျိုးတေးပြီးအစကပြန်စားတဲ့အခါနေရာတိဆောက်ပုံတွေကအသစ်ဖြစ်သွားပြီးအမြဲတမ်းချဲလက်ဖြစ်နေမှာဖြစ်ပါတယ်enemy တွေကလည်း level နောက်ပိုင်းရောက်ပြီးကျန်းတွေဖြစ်လာပြီး boss fight တွေနဲ့ပါရင်ဆိုင်ရတော့ဆော့ရတာတော်တော်လေးခက်ခဲတဲ့ game တစ်ခုပါပဲ level တော်တော်များများရောက်ပြီးမှတေးသွားတဲ့အခါမှာလည်းတော်တော်လေးလောင်ရပါတယ် mobile version အတွက် graphic ကမိုက်တယ်လို့ပြောလို့ရပေမဲ့လို့ UI တွေကနည်းနည်းကြီးနေသလို full screen လည်းမရတော့ဆော့ရတာတိတ်အားမရမိပါဘူးနောက်ဆုံးအနေနဲ့ sit brother တို့ဒီ game ကိုစော့ရင် limbo game ကိုအရင်ပြေးမြင်မိကြမှာပါဒီ game ကလည်း psychological horror ဖြစ်ပြီး limbo လို puzzle adventure တိုက်ကိုမှ black and white art style မှာ horror ဘက်ရအောင်ဖန်တီးထားပါတယ် game ထဲမှာတွေ့ရသမျှအရာတွေကစမ်းကြက်မှုတွေနဲ့ပြည့်နေသလို game ရဲ့ဇာတ်လမ်းကလည်းနည်းနည်းထူးဆန်းပါတယ်ပေးထားတဲ့ hint တွေရဇာတ်လမ်းကိုပြောရရင်အနာဂတ်မှာကဘာကြီးကရွေလန်းကုန်ပြီးဒီ apocalypse ကြီးကိုအဆုံးသတ်ဖို့ဆိုရင်ဟိုးရေအောက်ကဆက်ကြီးတစ်ခုကိုအသက်သွင်းရပါမယ်ဒီဆက်ကြီးကိုအသက်သွင်းမှုကလိုအပ်တဲ့စွမ်းရည်တွေက sea monster အကြီးကြီးတွေရဲ့မျက်လုံးအတွင်းမှာရှိနေတာပါဒီကောင်ကြီးတွေကို environmental puzzle တွေဖြည့်ရှင်းအသုံးချပြီးရင်ဆိုင်ရင်သူတို့မျက်လုံးတွေကစွမ်းရည်တွေကိုထုတ်ယူပြီးဆက်ကြီးကိုပြန်လည်အသက်သွင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့ character ကငါးတွေနဲ့ပင်လယ်သတ္တဝါတွေကို possess လုပ်ဝင်ပူးနိုင်တဲ့အစွမ်းအားရှိပါတယ်ငါးတွေကို possess လုပ်ရင်းနဲ့ဒီငါးတွေရဲ့လုံနိုင်စွမ်းကိုအသုံးချပြီးလမ်းပွင့်အောင် puzzle လေးတွေဖြည့်ရှင်းရမှာပါမြင်တောင်ပြောရရင်တားစားငါးတွေဆိုရင်ကျိုးတွေကိုကိုက်ဖြတ်တယ်
ဟမ်မာဟငမန်းတွေဆိုရင်တော့အတားအဆီးတွေကိုအချိန်နဲ့ဝင်တက်ပြီးပစ္စည်းတွေကိုပြိုပြက်စေရင်နဲ့လမ်းပွင့်အောင်လုပ်တာမျိုးတွေပါရှေ့မှာဘာအန်ရတွေရှိလဲသိချင်ရင်ကိုယ်တိုင်မသွားဘဲငါးတကောင်ကိုဝင်စီးပြီးဘာတွေရှိနေလဲအရင်သွားကြည့်လို့ရပါတယ်ပတ်ဝန်းကျင်တစ်လျှောက်မှာတစ်ချက်ထိမိတာနဲ့တည်သွားမဲ့စူးတွေအသားစားအကောင်တွေရှိနေတယ်လို့တခါတလေဂယူးတစ်ဆိုင်လှုပ်ရှားရတယ်လို့တခါတလေတော့မြန်မြန်ဆန်ဆန်လှုပ်ရှားဖို့လိုပါလိမ့်မယ်ချေးလို့ကောင်းမဲ့ဂိမ်းတစ်ခုတော့မဟုတ်ပါဘူးမြင်ရသမျှအရာတိုင်းက black and white တွေပဲဖြစ်နေတယ်လို့ငါးတွေရဲ့ပုံစံနဲ့ပတ်ဝန်းကျင် atmosphere ကလည်းကြီးလိုက်တာနဲ့စိတ်ချောက်ချစရာကောင်းနေတာပါစိတ်မသက်မသာဖြစ်စေတဲ့ art style ဂိမ်းတစ်ချောက်လုံးမြင်ရမယ့်ထူးဆန်းမှုတွေအပြင်စီမွန်စတာကြီးတွေကိုပါ boss တွေအပြင်ရင်ဆိုင်ရမှာမို့လို့ကြောတစိမ့်စိမ့်နဲ့တော်တော်လေးစော့ကောင်းမဲ့ဂိမ်းတစ်ခုပါပဲဂိမ်းရဲ့ free link တွေအကုန်လုံးကျွန်တော်ရဲ့ Telegram channel ထဲမှာရှိပါတယ် YouTube မှာကြည့်ရင်တော့ comment မှာ link ယူနိုင်တယ်လို့ TikTok မှာဆိုရင်တော့ bio မှာ link ယူပါ